အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လည်းဟိုနေ့ကလိုမျိုးမြန်မာလိုရေးပြီးတော့ဂျပန်လိုလေးပြန်ပြီးတော့စာလေးစီတဲ့ဟာလေးကိုတူတူလေးကျင့်ကြမယ်ပေါ့နော်ဒီလိုလေးကျင့်ခြင်းအပြင်စာကြောင်းလေးတွေစီတက်မယ်ပြီးလို့ရှိရင် vocab grammar လေးတွေကိုယ့်ဘာသာကိုဘယ်နာလေးထားတယ်ဘယ်နာလေးမှာဒီ grammar လေးကိုအသုံးပြုတယ်ဆိုတဲ့ဟာလေးလည်းရသွားမယ်ပြီးလို့ရှိရင် vocab ကလေးတွေလည်းပြန်ပြီးတော့မှတ်မိသွားမယ်ပေါ့နော်ဒါကြောင့်တူတူလေးလိုက်ပြီးတော့လေ့ကျင့်ကြရအောင်はい始めましょうねနံပါတ်1စာကြောင်းလေးပေါ့နော်နံပါတ်1စာကြောင်းလေးကကြတော့သူကအဲ့ဒီနေရာမှာဓာတ်ပုံရိုက်ခွင့်ပြုလားဓာတ်ပုံရိုက်လို့ရလားပေါ့နော်ဆိုတော့အဲ့ဒီနေရာမှာဆိုတော့ဘာဖြစ်မလဲဆိုခိုဒေအဲ့ဒီနေရာမှာဓာတ်ပုံဆိုတော့ဓာတ်ပုံရိုက်တာကရှာရှင်အိုထိုရီမတ်ဒါပေမဲ့ဒီမှာကရိုက်လို့ရလားခွင့်ပြုလားဆိုတော့တဲ့ဖောင်နဲ့ဘာနဲ့တွေ့မလဲဆိုရင်မို့အီဒက်စကနော်ရှာရှင်အိုとてもいいですかはいအဲ့လိုလေးဖြစ်သွားပါမယ်そこで写真を撮ってもいいですかနံပါတ်2သူဝယ်လာတဲ့အဝတ်အစားတွေကတကယ်လှတယ်နော်သူဝယ်လာတဲ့အဝတ်အစားတွေကတကယ်လှတယ်အဲ့တော့သူ့ဆိုတော့ခါတယ်ခါတွေကဝယ်လာတာဆိုတော့ခတ်တာပေါ့နော်ခတ်တာအဝတ်အစားဆိုတော့ဖုခုခါတွေကခတ်တာဖုခုごめんなさいနော်ခါတွေဒါခါတာဖြစ်နေခါတွေခါတွေကခတ်တာဖုခုအဝတ်အစားပေါ့နော်အဝတ်အစားကဆိုတော့ဖုခုဝါတကယ်လှတာဆိုတော့ဟွန်ဒိုနိလှဒီကခီဒေイနော်ခီဒေイですနံပါတ်3ဒီနေ့နေမကောင်းလို့အိမ်မှာပဲနားကျင်နေဒီနေ့ဆိုတော့ကျော်ကနေမကောင်းတာကတိုင်းချောနော်တိုင်းချောကဝါရုဤတိုင်းချောကごめんなさいတိုင်းချောကဝါရုဤနော်ဒေချောင်းနော်နော်ဒေအိမ်ဆိုတော့ဤရဲ့နိနားကျင်နေယာစုမိထိုင်ဒက်スはい今日は体調が悪いので家に休みたいですစာမေးပွဲမစခင်စာရီအားလုံးကိုပြန်စစ်ဆေးရမယ်အဲ့တော့ testo နော် testo ကတခုခုကိုမလုပ်ခင်ဆိုရင်လေ N5 grammar လေးပေါ့နော် noun တော့ maeni dictionary form maeni အဲ့တော့မစခင်ဆိုစတာက hajimaru နော်အဲ့တော့မစခင်ဆိုတော့ hajimaru maeni နဲ့တွဲမှာဆိုတော့ dictionary form နော် hajimaru maeni မစခင် testo က hajimaru maeni အားလုံးဆိုတော့စာရီအားလုံးဆိုတော့ zenbu ပေါ့နော် zenbu စစ်ဆေးတယ်ဆိုတော့ check しますနော် check しますအဲ့တော့ check し全部 check しမလုပ်လို့မရအောင်ဆိုတော့ しなければならないနာရီမဆန်းလဲရတယ်နာရနိုင်လဲရပါတယ်အိမ်ကနေကျောင်းကိုသွားဖို့အချိန်ဘယ်လောက်ကြာလဲအိမ်ဆိုတော့အေးရဲခါရအကြောင်းအထီပေါ့နော်学校มาတယ်အေးရဲခါရ学校มาတယ်အချိန်ဘယ်လောက်ကြာလဲဆိုရင်ဘယ်လောက်ကြာတာကိုမေးချင်ရင်ဒိုနိုခုရိုင်းပြန်ဖြေရင်ကြတော့ဥမာ2နာရီလောက်ဆိုလို့ရှိရင်နီဂျီကန်ခုရိုင်းနော်မေးခွန်းမှာကြတော့ခုရိုင်းဒိုနိုခုရိုင်းဂျီကန်ကかかりますかနော်時間がかかりますかနံပါတ်6ရုပ်ရှင်ကြည့်ပြီးတဲ့နောက်ဘာလုပ်ဖို့စဉ်းစားထားလဲစီစဉ်ထားလဲပေါ့နော်ရုပ်ရှင်ကြည့်ပြီးတဲ့နောက်ဆိုတော့映画နော်ရုပ်ရှင်က映画
A가 오 집이래 나우소로 미따 아또데 너 아또데리네 되면 미따 아또데 집이에 나 바로 포 시즌에서 바소로 나니 오 시마스 보노 다음에 누가 디마 파운 ပြောင်းရမယ် season နဲ့ဆိုတာဟာနေတွေ့မှာဆိုတော့ပေါ့နော်နာနီအိုဘာလေးဖြစ်သွားလဲဆိုတော့စရုစမိုရီတက်စကာစမိုရီတက်စကာနာနီစရုစမိုရီတက်စကာမနေ့ပြန်ဆရာမကိုမေးဖို့မေးခွန်းရှိရပေါ့နော်မနေ့ပြန်ဆိုတော့အာရှတာဆရာဆိုတော့စန်စေနီခီတိုင်းဆိုတော့မေးဖို့ပေါ့နော်မေးချင်တဲ့မေးခွန်းခီတိုင်းမေးခွန်းကရှိစမကရှိရဲအာရီမတ်ရှိစမကအာရီမတ်ခီတိုင်း明日先生に聞きたい質問がありますပြီးတော့နောက်ထပ်တစ်ကြောင်းလေးကြည့်မယ်ဆိုရင်အခန်းထဲကမထွက်ခင်မိကိုပိတ်ဖို့မမေ့ပါနဲ့အခန်းဆိုတော့ဟဲရအခန်းကဟဲရနော်ဟဲရအိုမထွက်ခင်ဒေရုခုနလိုပဲမလုတ်ခင်ဆိုတော့ဒေရုမအေနိအခန်းထဲကမထွက်ခင်မီးဆိုတော့ဒန်ခီအိုခက်ရှိမတ်ပေါ့နော်ခက်ရှိမတ်ဒါပေမဲ့ဒီမှာကဖောင်ပြောင်းရမှာဖြစ်တဲ့အတွက်ဒန်ခီအိုခဲစုနော်အိုမမေ့နဲ့ဆိုတော့မေ့တာကဝါစုရဲ max မမေ့ပါနဲ့ဆိုတော့9တဲ့နဲ့တွေ့မယ်နော်ဝါစုရဲ9တဲ့ခုဒါဆိုင်ဟဲ့နော်ဝါစုရဲ9တဲ့ခုဒါဆိုင်နှစ်ကြောင်းပဲကျန်ပါတော့တယ်နံပါတ်9ဒီနှစ်မှာဂျပန်ကိုသွားဖို့ရည်ရွယ်ထားတယ်ဆိုတော့ဒီနှစ်ဆိုတော့ခိုတိုရှိဂျပန်ကိုဆိုတော့နီဟွန်ခရီးသွားဖို့ဆိုတော့ရီယိုကိုနီရည်ရွယ်ထားတယ်သွားဖို့ရည်ရွယ်တယ်イクスモリですနော်今年日本へ行くつもりです今年日本へ行くつもりですနော်今年ဒီနှစ်ပေါ့ဒီနှစ်မှာဂျပန်ကိုသွားဖို့ရည်ရွယ်ထားတယ်ဒီဘက်ကပို့ပြီးတော့ကောင်းတဲ့ကွန်ပျူတာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒီဘက်ဆိုတော့ခိုချီရာနော်ခိုချီရာဟဲ့အဲ့ဆိုလို့ရှိရင်နော် comment ဒါလေးအောက်ချမယ်မစမ်းတော့ဒီဘက်ကပို့ပြီးကောင်းတဲ့ကွန်ပျူတာဆိုတော့ခိုချီရာနိုဟိုကဒီဘက်ကပို့ပြီးဆိုတဲ့ပုံစံဖြစ်သွားခြင်းနိုခိုချီရာနော်ဟိုကပို့ပြီးဆိုတော့မို့တိုကောင်းတဲ့ကွန်ပျူတာဆိုတော့ကွန်ပျူတာနော်ကွန်ပျူတာ desk ပေါ့နော်ကွန်ပျူတာ desk ကွန်ပျူတာ desk နုဟူကဆိုတော့ဟူကဒါလေးဖြစ်ရမှာပေါ့နော်နုဟူနုဟူနော်こちらの方がもっといいコンピューターです。はい、ဒါဆိုလို့ရှိရင်တော့စာကြောင်းလေး10ကြောင်းပြီးသွားပါပြီ။နောက်နေ့မှာလည်းဒီမျိုးလေးပဲထပ်ပြီးတော့လေ့ကျင့်ပေးပါမယ်။ဒီနေ့လည်းတူတူလိုက်ပြီးတော့လေ့ကျင့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။今日はこれで終わりましょうね。